Sheeran လို့ပြောလိုက်တာနဲ့ Thinking Out Loud Stay of You Offer စတဲ့သချင်းတွေကိုတော်တော်များများနားထောင်မှုခဲ့ဖီးမှုခဲ့ကြမှာပါ။ဒါတော့ဒီသချင်းတွေရဲ့ပဲ့ကန်ရှင်အဆိုတော် Sheeran ဟာစကားထက်တဲ့သူတယောက်ဖြစ်ခဲ့မှုပါတယ်။ပြီးတော့ဒီလိုဆိုတော်တယောက်ဖြစ်လာဖို့ရုန်းကန်နေရတဲ့ကာလတွေမှာအိမ်ယာမဲ့တယောက်ဘဝကိုရောက်ခဲ့ရတဲ့အပြင် platform ကောင်းပြီးတော့အိတ်ခဲ့ရတဲ့ညတွေလည်းမနှဲခဲ့ပါဘူး။ပရိသတ်4ယောက်5ယောက်သာရှိခဲ့ဘူးတဲ့အပျော်တမ်းဖျော်ဖြေရေးသမားတယောက်ဘဝကနေတန်းနဲ့ချီတဲ့ပရိသတ်တွေရဲ့အားပေးခြင်းကိုခံရတဲ့အမှုပညာရှင်တယောက်ဖြစ်လာဖို့သူရှောက်ခဲ့ရတဲ့လမ်းတွေရတယ်တကယ်တမ်းတော့ခံစားမနေခဲ့ပါဘူးEdward Christopher Sheeran ကို1992ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာအင်္ဂလန်နိုင်ငံမှာမွေးဖွားခဲ့ပြီး Framlingham ဆိုတဲ့မြို့လေးမှာပဲကြီးပြင်းလာခဲ့ရပါတယ်။မွေးဖွားပြီးသိမကြခင်ကလေးဘဝမှာမှားယွင်းတဲ့ကုသမှုတစ်ခုကနေအာယုံကျော် TV စကားထစ်သွားခဲ့ပါတယ်။သူ့ရဲ့နှစီတစ်ပတ်ဟာလည်းတာမန်လူတယောက်လိုကောင်းကောင်းကြီးမကြားရတော့တဲ့အပြင်ကောင်းကောင်းမမြင်ရတော့တဲ့သူ့ရဲ့မျက်လုံးတွေအတွက်ပလင်းပင်လိုပါဝါမျက်မှန်အထူးကြီးကိုတက်ခဲ့ရပြီးတန်းထဲမှာဆီယာမကိုတစ်ခုခုမေးဖို့လက်ထောင်ပြီးတိုင်းစကားထစ်ပြီးဘာမှဆက်ပြောလို့မရခဲ့တဲ့ကောင်လေးကအနိုင်ကျင့်နေတဲ့ចောင်းသားတချို့ရဲ့တစားကဖြစ်ခဲ့ရပါတယ်I had a Port Wine birthmark on my face that I got lasered off when I was very young, and one day they forgot to put the anaesthetic on, and then ever since then I had a stutter, and I also had very, very big blue NHS. သူ့အတွက်ပြောရတဲ့ချိန်ဆိုလို့ဂီတာတစ်လုံးနဲ့တချင်းတွေစုံနေရတဲ့ချိန်ရဲ့ဖျားเจ้าမှာဓမ္မတေးတွေနဲ့ဝစ်ပြုတ်နေရတဲ့အချိန်တွေပဲရှိခဲ့ပါတယ်။အတူရဲ့မိဘတွေကသူ့ကိုကူတုံးမျိုးမျိုးသုံးပေးပြီးစကားထက်တာပျောက်သွားဖို့ကူပေးပေမဲ့လုံးဝကိုတတ်တာပျောက်ကင်းခြင်းမရှိခဲ့ပါဘူး။ဒီလိုနဲ့တနေ့သူ့ရဲ့အဖေကသူ့အတွက် record ကြီး Eminem ရဲ့တချင်းဝေတစ်ခွေဝယ်လာပေးခဲ့ပါတယ်။အဲ့တော့ record ကြီး Eminem ရဲ့အရန်မြန်တဲ့ rapping တွေကိုအန်အော်တကြီးနားထောင်ရင်းနဲ့ပဲဆုံးဖြတ်ချက်တစ်ခုကိုချမှတ်နိုင်ခဲ့တယ်။ဒီလိုနဲ့ Sheeran ဟာလာပေါင်းချက်ပေါင်းများသောကြောင့် Eminem ရဲ့တချင်းခွေတွေက rap စာသားတွေကိုအခောက်ခါလိုက်ယူပြီးလေ့ကျင့်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ဘာကူတုံးနဲ့မှကူလို့မပြောက်ကင်းခဲ့တဲ့သူ့ရဲ့စကားထက်တဲ့ပြဿနာက record ကြီး Eminem ရဲ့တချင်းတွေနဲ့သူ့ရဲ့ယုံကြည်ပြင်းပြတဲ့စိတ်ဆန္ဒတွေကြောင့်ပျောက်ကင်းလာခဲ့ရပါတယ်။စန္ဒနဲ့ယုံကြည်ချက်ကအရာရာကိုပေးမြောက်အောင်မြင်စေနိုင်တဲ့ဆိုတာကိုသိသွားခဲ့တဲ့ Sheeran ဟာဂီတာကျူတိုရီယယ်ကို YouTube ကနေလေ့လာရင်းနဲ့ပဲသချင်းတွေကိုစတင်ဖန်တီးတတ်လာခဲ့တယ်။ဝါသနာနဲ့ YouTube မှုနောက်ကိုလိုက်ပြီး baskin တွေဆိုရင်ပန်းညံနဲ့ဘူရာယုံတွေမှာအိတ်ခဲ့ရတဲ့ညတွေစားညမရှိတဲ့ရက်တွေတောင်ကြုံလာခဲ့ရပါတယ်။အောင်မြင်မှုတွေနဲ့ထိတွေ့ခွင့်ရဖို့သူနေခဲ့ရတဲ့ Los Angeles ဆိုတဲ့မြို့ကြီးကသူ့ကိုဒုက္ခတွေနဲ့တူစီးကြိုနေခဲ့ပါတယ်။ Music production တွေအဆိုတော်တွေစီကိုသူတို့နားထောင်ကြလောက်မဲ့သချင်း sample လေးတွေပေးပို့ခဲ့ပေမဲ့ဘသူစီကားမှပြန်ပြီးကမ်းလှမ်းလာတာမျိုးတွေရှိမလာခဲ့ပါဘူး။ဒီလိုနဲ့ Sheeran ဟာဘားတွေမှာသချင်းတွေဆိုရင်ရလာတဲ့ပတ်စံလေးတွေနဲ့သချင်း sample လေးတွေလုပ်ပြီး platform ခေါင်းအောင်ရင်းနဲ့ပဲ LA ဆိုတဲ့မြို့ကြီးမှာတောင်းတင်နေခဲ့ပါတယ်။တရက်မှာတော့သူ့ဘဝကိုပြောင်းလဲစေမဲ့ဖုန်းဝင်ကော့တစ်ခုကသူ့စီကိုရောက်ရှိလို့လာခဲ့ပါတယ်။ရေဒီယိုလုပ်ငန်းပိုင်ရှင် Jimmy Fox ကသူ့ကိုစာချုပ်ချုပ်ဖို့အတွက်ကမ်းလှမ်းလာခဲ့ပြီးပရိသတ်နဲ့စတင်ထိတွေ့စေခဲ့တယ်။ Sheeran ရဲ့ပါရမီနဲ့ရိုးသားမှုကိုသိသွားခဲ့တဲ့ Jimmy Fox ဟာသူ့ရဲ့စတူဒီယိုကို Sheeran စိတ်ကြိုက်အသုံးပြုခွင့်ကိုပါပေးခဲ့တယ်။ဒီလိုနဲ့အမှုပညာလမ်းပေါ်ကိုရောက်ပြီးချင်းသိမ့်မကြခင်မှာပဲအမေရိကန်နိုင်ငံရဲ့အသံနှလုံးအမျိုးသမီးဆိုတော့တယောက်ဖြစ်တဲ့ Taylor Swift ဟာသူနဲ့အတူတိုးဝက်တစ်ခုမှာဖျော်ဖြေပေးဖို့အတွက် Sheeran ကိုကမ်းလှမ်းလာခဲ့တယ်။အစိုးရပြီးရင်အကောင်းတွေလာတတ်တယ်ဆိုတဲ့စကားအတိုင်းပဲ Sheeran ရဲ့ပထမဦးဆုံးထုတ်ဝေတဲ့ album ဆိုရင်လည်းနိုင်ငံပေါင်း14နိုင်ငံမှာနံပါတ်1ဖြစ်လာခဲ့တယ်။နောက်ပိုင်းသူ့ရဲ့သချင်းတွေကို YouTube platform တွေမှာနားထောင်တဲ့သူတန်းနဲ့ချီတဲ့ထိအောင်မြင်လာခဲ့တယ်။အခုဆိုရင်တော့အဆိုတော် Sheeran ဟာ Grammy ဆုတွေအမှုပညာနဲ့ပတ်သက်တဲ့အမြင့်ဆုံးဆုတွေကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့အောင်မြင်တဲ့အမှုပညာရှင်တယောက်တန်းကျတတိယဘဝကိုပိုင်ဆိုင်နေနိုင်ခဲ့ပြီဖြစ်ပါတယ်။